language ဆိုတဲ့ဘာသာစကားကိုဘယ်လိုမြင်ပါသလဲကိုယ့်အတွက်ကတော့ဘာသာစကားဆိုတာစကားပြောတတ်ရင်တတ်ပဲမဟုတ်ပဲနဲ့အခွင့်အလမ်းတွေကိုဖွင့်ပေးနိုင်တဲ့တော့တချောင်းလို့မြင်ပါတယ်ပြီးရင် language တစ်ခုကိုတက်မြောက်ထားပြီဆိုရင်အဲ့ဒီ language ကကိုယ့်ရဲ့ identity ကိုဖော်ပြပေးနိုင်ပါတယ်ဥပမာ YouTube channel တွေမှာဆိုနိုင်ငံခြား YouTube channel တွေဆိုရှိရလေလမ်းမှာသွားပြီးတော့မေးကြတာပေါ့နော်how many languages can you speak ဆိုပြီးတော့မေးကြတယ်တချို့ကလည်းပြန်ဖြေရ 3 languages 4 languages ဆိုပြီးပြန်ဖြေရရှိရအဲ့တော့တချို့ကလည်း only one ဖြေရရှိရပေါ့နော်အဲ့တော့ဒီဘာသာစကား2ခု3ခုတက်တဲ့သူတွေကိုဆိုရင်ကိုယ်စိတ်ထဲမှာဘယ်လိုထင်နိုင်လဲဝါရမ်းတော့တာပဲဘယ်လိုများစူးစမ်းခဲ့လဲလူများစူးစမ်းခဲ့လဲအရန်တော့တာပဲဆိုတော့အဲ့ဒါလေးစိတ်ထဲမှာခံစားမိလိုက်တဲ့အတွက်သူတို့ရဲ့ identity ကိုဖော်ပြပေးနိုင်တယ်သူတို့စူးစမ်းခဲ့တဲ့ effort တွေကိုမြင်တွေ့ပြီးတော့ခံစားရနိုင်တယ်အဲ့တော့ဘာသာစကားတစ်ခုသိနေဆိုရင်ဘာသာစကားတစ်ခုကိုတက်မြောက်ထားရဲဆိုရင်ပထမဆုံး language ကဘာကိုကူညီပေးလဲကိုယ့်ရဲ့ identity တစ်ခုကိုဖော်ပြပေးနိုင်တယ်နောက်တစ်ဆင့်ကတော့ဒီ language ကိုတက်မြောက်ထားပြီဆိုရင်အရင်ဆုံးကိုယ့်ရဲ့အလုပ်အကိုင်ကိုပြောင်းလဲနိုင်တယ်ဘယ်လိုပြောင်းလဲမလဲဆိုရင်အလုပ်ကိုင်ရွေးချယ်ခွင့်ရမယ်ပြီးရင်လစာညှိနှိုင်းနိုင်လာမယ်ပေါ့နော်ပြီးရင်သူများမလုပ်နိုင်တဲ့အလုပ်ကိုကိုကလုပ်လာနိုင်မယ်နောက်တစ်ခုကတော့language တစ်ခုကိုတက်ထားတဲ့အတွက်ဘာသာစကားတစ်ခုကိုတက်ထားတဲ့အတွက်ကိုမှ connection တွေတိုးလာမယ် connection တွေပေါ့ပြီးရင် networking တွေကျယ်လာမယ်လူသိတဲ့နဲ့ပုံပြီးတော့မှတွေ့လာနိုင်တယ်ပြီးရင်နောက်တစ်ခုယုံကြည်ချက်ပြောင်းလာနိုင်တယ်ဒီလူကြားတဲ့ရင်ကလူကြားတဲ့မသွားရဲဘူး language ကိုတင်ပြီးတော့ခါကျလို့တိတိနဲ့တွေ့ပြီးတော့ကိုမှယုံကြည်ချက်တွေတပြည့်ပြည့်နဲ့ရှိလာမယ်ပြီးရင်ကိုယ်တန်ဖို့ကိုမြင်လာမယ်မနော်ကိုကတန်ဖို့ရှိရလို့ဆိုတာခံစားရလာမယ်အဲ့တော့ကိုက language တစ်ခုတတ်ထားတဲ့အတွက်ကြောင့်မလို့လူတွေကိုဆက်ဆံလာတဲ့ပုံစံကလည်းတန်ဖို့ရှိရလူတယောက်လို့ဆက်ဆံပေးလာနိုင်မယ်ဒါကတော့ယုံကြည်မှုပေါ့နော်ပြီးရင်စဉ်းစားပုံစဉ်းစားနည်းကိုလာဒီ skill တစ်ခုကို language တစ်ခုသင်လိုက်တဲ့အတွက်ကိုနဲ့မတူတဲ့ကိုဘာသာနဲ့မတူတဲ့အတွေးခေါ်ပုံတွေသူတို့ဘယ်လိုတွေးခေါ်တယ်သူတို့ရဲ့ယဉ်ကျေးမှုဘယ်လိုထိန်းသိမ်းတယ်သူတို့ရဲ့ networking ပေါ့နော်သူတို့ social media မှာ environment မှာသူတို့ချင်းဘယ်လို communicate လုပ်ကြလဲလူတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုယူတည်ပေးကြလဲဘယ်လိုလေးစားကြလဲဆိုတာကိုမြင်လာနိုင်ပါမယ်ပြီးနောက်ဆုံးချက်ကတော့ career တွေကိုချိန်နိုင်မယ်ဥပမာကိုက language အသစ်တစ်ခုတက်ထားပြီဥပမာ Chinese ပဲဖြစ် English ပဲဖြစ်ပေါ့နော်တက်ထားပြီဆိုရင်ကိုကနိုင်ငံခြားမှာလုပ်တော့လုပ်မှာလားကိုယ့်ရဲ့ career ကိုလည်းပြောင်းလဲပြီးတော့ချိန်လို့ရတယ်နော်နိုင်ငံခြားမှာတော့လုပ်မှာလားဒါမှမဟုတ် online မှာပဲ translator လုပ်မှာလား online လုပ်တွေ share ပေါ့နော် online လုပ်ပဲလုပ်မှာလားဒါမှမဟုတ် teaching ဘိုင်းကိုပြောင်းမှာလားကိုတက်ထည့်ထားတဲ့ skill ကိုပြန်သင်ပေးမှာလား teaching ဘိုင်းကိုပြောင်းမှာလားဒါမှမဟုတ် translator အလုပ်ကိုပြောင်းမှာလားကိုယ့်ရဲ့ career ကိုပြောင်းလဲပြီးတော့အရွေးချယ်နိုင်တယ်အဲ့တော့ဘာသာစကားတိုင်းမှာကိုဘာသာနဲ့မတူတဲ့စဉ်းစားမှုပုံစံတွေကိုရှိတယ်အဲဒီစဉ်းစားမှုပုံစံတွေကိုမြင်တွေ့လာနိုင်မယ်ပြီးရင်လူတစ်ယောက်ရဲ့အနာဂတ်ကဘယ်လိုပုံစံလဲဆိုရင်အခုသူတွေ့နေတဲ့လူနဲ့ဆိုင်နေတဲ့အဲ့တော့ဒီဘာသာစကားတစ်ခုကအဲ့ဒီလူတွေနဲ့ချိတ်ဆက်ပေးနိုင်တယ်ဆိုပြီးတော့မှပြောထားတာရှိရပေါ့နော်ဒီလိုပဲအခုကိုစီမှာဘာစကေးမှမရှိသေးဘူးဆိုရင်ဘာသာစကားကိုရွေးချယ်ပြီးတော့မှစတင်လိုက်ပါဘာသာစကားတစ်ခု English ပဲဖြစ် Chinese ပဲဖြစ်တခြားကိုစိတ်ဝင်စားတဲ့ဘာသာစကားတစ်ခုကိုရွေးချယ်ပြီးတော့မှသင်ယူလိုက်ပါတကယ်၍ Chinese language ကိုစိတ်ဝင်စားရဲဆိုရင်တော့YouTube channel တွေဖြစ်တဲ့ Telegram နဲ့ Facebook page မှာဖွင့်ထားတဲ့ channel ရှိပါတယ် Bridge to China ဆိုပြီးတော့မှရှားလိုက်တော့အဲ့ဒီ channel ကယူဖွင့်ထားတာပါတကယ်လို့ 1 by 1 သင်နေတယ်ဆိုရင် Chinese ဘာသာစကားကိုသင်ယူခြင်းလို့စိတ်ဝင်စားလို့ 1 by 1 သင်ယူခြင်းနဲ့ဆိုရင်တော့လာပြီးတော့ဆက်သွယ်လို့ရပါတယ်ဒီဗီဒီယိုကမိတ်ဆွေတဲ့အထောက်အကူတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့မိတ်ဆွေတဲ့အထောက်အကူဖြစ်တဲ့ဆိုရင် comment မှာဘာသာစကားနဲ့ငါ့ဘဝကိုပြောင်းလဲမယ်ဆိုပြီးတော့မှရေးခဲ့ပေးပါမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်